အားလုံးပဲမင်္ဂလာပါရှင်ကျမတို့အသင်းတော်ကတော့ Charlotte North Carolina မှာရှိတဲ့ Rama Assembly of God Church ဖြစ်ပါတယ်ရှင်ကျမတို့အသင်းတော်အနေနဲ့အသင်းတော်ဗိမာန်တော်ရန်ပုံငွေအတွက် Rafael တစ်ကလေးတွေကိုကျမတို့စီစဉ်ထားပါတယ်ရှင်ကျမတို့မဲဖောက်ပေးမယ့်အရာတွေကတော့ laptop တစ်ခုပါပါတယ်ပြီးတော့ iPad တွေပါတယ်ပြီးတော့ကလေးတွေအကြိုက်ဖြစ်တဲ့game station PS5 ပါပါတယ်ရှင်ပြီးတော့လို့ရှိရင် electric bike လည်းပါတယ်အဲ့ဒီစုမဲကြီးတွေကိုကျမတို့အနေနဲ့တကယ်လို့သူတို့က cash အနေနဲ့ပြန်လိုချင်တယ်ဆိုလို့ရှိရင်လည်းကျမတို့ဝယ်ထားတဲ့ဈေးအတိုင်းပြန်ပြီးမှ cash အနေနဲ့ပြန်လိုက်မှထုတ်ပေးမှာဖြစ်ပါတယ်ရှင်ပြီးတော့နှစ်သိန်းစုတွေအများကြီးပါသေးတယ်အမပြောပေးပါဦးမရေဟုတ်တယ်ဆရာမရေဒီ top prices တဲ့အပြင်နှစ်သိန်းစုပေါင်းများစွာနဲ့ပါဝင်ပါတယ်အားပေးကြပါဦးနော်လက်မတစ်ဆောင်$9ဖြစ်ပါတယ်ရှင်ဆရာမရေမဲဖောက်မဲ့အချိန်နဲ့နေ့လေးပြောပြပါဦးโอเคကန်ဆယ်မဲဖောက်မဲ့နေ့ကတော့မေလ24ရက်နေ့ဖြစ်ပါတယ်Facebook ကျမတို့ရဲ့ Rama Assembly of God Facebook page ကနေဝင်နာတွေကိုစုမဲဖောက်ပေးတာမျိုးဝင်နာတွေကိုကြီးညာပေးတာမျိုးလုပ်သွားမှာဖြစ်ပါတယ်လို့ Facebook page ကနေလည်းကျမတို့စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ရှင်လက်မှတ်တွေကအကန့်အသတ်ရှိတဲ့အတွက်ကြောင့်အမြန်ဆုံးအားပေးကြဖို့ဖိတ်ခေါ်ပါယေရှုနာမနဲ့ဖိတ်ခေါ်ပါတယ်ရှင်လက်မှတ်တွေကို online ကနေလည်းမှာယူလို့ရပါတယ်ရှင် Rama အသင်းတော်ရဲ့ဗိမာန်တော်အတွက်အရောက်စီတိုင်းပါဝင်ကြဖို့အတွက်ယေရှုနာမနဲ့မေတ္တာရက်ခံကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်